USB တမိုင်းတစ်လျှောက်မှာ10မိနစ်အတွင်းလက်တီအများဆုံးထိုးနိုင်တဲ့သူကဘယ်သူလဲလူအများစုက Max Holloway လို့ထင်ကြပါလိမ့်မယ်ဒါပေမဲ့အဖြေကတော့မြန်မာကုံဆောင် Joshua Van ပါသူဟာ10မိနစ်ကိုပြမ်းမြ8.84 ချိန်အထိထိုးနိုင်ပါတယ်ဒါဟာ USB ကစားသမားတစ်ယောက်ရဲ့ပြမ်းမြနှုန်းထက်2ဆနီးပါးပိုမြန်နေတာပါဒီနေ့မှာဒီတော့မြန်တဲ့လက်တီချက်တွေရဲ့နောက်ွယ်မှာ Sport Health Science နဲ့ပတ်သက်တဲ့လှုပ်ချက်တွေကို Dr. Sport ကနေဒီနေ့ခွဲခြားစိတ်ဖြာပေးသွားမှာပါကျွန်တော်ကတော့ Dr. Sport ပါဂျိုရှွာဗန်ဒီလောက်မြန်ထိုးနိုင်ဖို့ဆိုတာမျိုးဗီဇနဲ့လေ့ကျင့်မှုပေါင်းစပ်မှတာရတာပါလူခန္ဓာကိုယ်မှာကြွက်သားမြင်အမျိုးအစား2မျိုးရှိပါတယ်အနှေးလှုပ်ရှားကြွက်သား slow twist နဲ့အမြန်လှုပ်ရှားကြွက်သား fast twist ပါဂျိုရှွာဗန်ရဲ့ပခုံးကြွက်သား deltoid နဲ့ shoulder ကြွက်သား tricep တွေမှာ type 2B fast twist fiber တွေကအလွန်အားကောင်းတာကိုတွေ့ရပါတယ်ဒီကြွက်သားမြင်တွေကစက္ကန့်ပိုင်းအတွင်းမှာအင်အားအမြောက်အများကိုထုတ်လွှတ်နိုင်စွမ်းရှိပါတယ်ဒါကြောင့်လေသူ့ရဲ့ဒီ explosive power ကပြင်းထန်နေတာပါနောက်တစ်ချက်ကပေါ့နော်လက်တီးမြန်တာကလက်မောင်းတစ်ခုတည်းကြောင့်လည်းမဟုတ်ဘူးပေါ့နော်ဒါကစေးပညာအရဆိုရင် kinetic chain လို့လည်းခေါ်ပါတယ်ဂျိုရှွာဗန်ဟာမြေပြင်ကရတဲ့အားကိုခြေထောက်တင်ပစုံခါးနဲ့ပခုံးတို့ကနေတဆင့်လက်တီးစီကိုလျှက်စီးတယ်လို့မြန်ဆန်ကူးပြောင်းနိုင်စွမ်းလည်းရှိပါတယ်သူ့ရဲ့ထူးခြားချက်က relax to တန့်အကူပြောင်းမြန်တာပါဂျိုရှွာဗန်လက်တီးထိုးလိုက်ပြီဆိုရင်သူကလက်ကိုမတောင့်ထားဘူးကြွက်သားတွေကိုရှော့ထားတယ်ထိကန်ဒီစက္ကန့်ပိုင်းအလိုမှပဲသူကတင်းလိုက်တယ်ပေါ့နော်တင်းလိုက်တဲ့အခါကျတော့အဲ့ချိန်မှာအားလဲပါတယ်လို့အမောကိုလည်းတက်တာစေတယ်ဒါကိုကျွန်တော်တို့က double peak of muscle activation လို့ခေါ်ပါတယ်နောက်ထပ်ပြောရရင်သူ့ရဲ့ endurance လို့ခေါ်တဲ့နှလုံးနဲ့အဆုပ်ရဲ့အခန်းကဏ္ဍပါဂျိုရှွာဗန်ကသူ့ရဲ့အမြန်နှုန်းကိုတစ်ချီတည်းမဟုတ်ဘူး9ချီလုံးမှာပါထိန်းထားနိုင်ပါတယ်အဲ့လိုထိန်းထားဖို့ဆိုတာအရန်ခက်ပါတယ်ဒါဟာသူ့ရဲ့ VO2 max ဘယ်လောက်ထိကောင်းလဲဆိုတာကိုပြသနေပါတယ်VO2 max ဆိုတာကခန္ဓာကိုယ်ကအပြင်းထန်လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာအောက်ဆီဂျင်ကိုအများဆုံးဘယ်လောက်ထိရယူအသုံးချနိုင်လဲဆိုတာကိုတိုင်းတာတဲ့ကိန်းဂဏန်းတစ်ခုဖြစ်ပါတယ်ဥပမာပေးရရင်ကျွန်တော်အင်ဂျင်တေးတဲ့ကားတွေမှာဆိုရင်ကျွန်တော်တို့အချိန်အများကြီးတင်ရင်အင်ဂျင်ကပူပြီးတိတ်မပြေးနိုင်တော့ဘူးFormula 1ကားတွေကကြတော့ high VO2 max ဖြစ်တယ်အဲ့အတွက်အင်ဂျင်ကြီးတဲ့အတွက်အချိန်မြန်နဲ့ကြာမောင်းနေနိုင်တယ်လောလောပြောရရင်တော့ VO2 max ကောင်းရင်တက်လုံကောင်းတယ်တက်လုံကောင်းရင်ကြာကစားနိုင်တယ်ပေါ့နော်ဂျိုရှွာဗန်ကိုတခြားကစားသမားတွေနဲ့ရှင်ပြီးပြောမယ်ဆိုရင်တခြားကစားသမားတွေကဒုတိယအချီလောက်ဆိုရင်အမောဆိုပြီးလက်တီးထိုးနှုံကျသွားတတ်တယ်ဒါပေမဲ့ဂျိုရှွာဗန်ကတော့ဒီ striking difference ပေါ့နော်အဲ့ဒါက 2.45 ပဲရှိတယ်ဆိုတာကသူကနှစ်ချက်ထိုးရင်တစ်ချက်တောင်ပြန်မထိအောင်ရှောင်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲပြောချင်တာကအသက်ရှူစနစ်ကပုံမှန်ထက်လည်းပိုပြီးတော့မြန်ဆန် recovery ဖြစ်အောင်လေ့ကျင့်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ပဲအနှစ်ချုပ်ပြောရရင်ဒီဂျိုရှွာဗန်ရဲ့လက်တီးထိုးချက်တွေမြန်တာကဒီကြွက်သားမြင်တွေရဲ့အရေးကျွေးနဲ့လည်းဆိုင်တယ်ဒီမှန်ကန်တဲ့လက်တီးထိုးတဲ့နီးစနစ်ပေါ့နော် kinetic chain အသုံးပြုမှုနဲ့လည်းဆိုင်တယ်ဒီအမှန်ကန်သူ့ရဲ့ဒီတက်လုံကောင်းတာအဆုပ်တွေနှလုံးတွေအားကောင်းတာတွေရဲ့ပေါင်းစပ်မှုကြောင့်လည်းဖြစ်တယ်ပေါ့နော်ကျွန်တော်ရဲ့ဂျိုရှွာဗန်အကြောင်းတင်ဆက်တာတော့ဒီလောက်ပဲမနေ့ကကြာရင်တော့ဂျိုရှွာဗန်ရဲ့ပထမဆုံးအကြိမ်ကပတ်ကာကွယ်ပွဲပေါ့နော်အာရှသား2ယောက်ရဲ့တမိုင်းဝင်ချန်ပီယံလုပွဲကိုကျွန်တော်တို့စောင့်ကြည့်ကြရအောင်